အားလုံးပဲမင်္ဂလာပါ။ဒါကြောင့် Sport Channel ရဲ့ထူးခြားဈေးကွက်နဲ့ Fighter ရွေးကွက်စီစဉ်ကနေကြိုဆိုပါရစေ။စနေညမှာတော့အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်5ပွဲ၊စပိန်လာလီဂါပွဲစဉ်4ပွဲ၊ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်5ပွဲနဲ့အီတလီစီးရီးယားပွဲစဉ်3ပွဲစုစုပေါင်းပွဲစဉ်18ပွဲရှိနိုင်ငံသားသွားကြဖို့ရှိပါတယ်။ဒီပွဲစဉ်18ပွဲတွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်5ပွဲကိုရွေးချက်ထုံးဆက်ပေးတင်ပါတယ်။စနေညရဲ့ဈေးကွက်ရထူးခြားနေတဲ့ပထမဆုံးပွဲစဉ်ကတော့မြားလီရဲဝုံကဘုံမောက်နဲ့ဆန္ဒလန်းတို့တွေ့ဆုံနေမှုမှာတွေ့ရပါတယ်။ဒီပွဲစဉ်မှာအင်ရှင်ဘုံမောက်ကဆန္ဒလန်းကို180ဈေးကျော်ပေးထားပြီးတော့ဘူပေါင်းဈေးက380ဆိုပြီးဖွင့်လှစ်ထားပါတယ်။ဘုံမောက်ရဲ့မူလပေါ်ဒီဈေး level 100ရှုံးကနေမျိုးတစ်စင်မြင့်လာပြီးတော့ဘူပေါင်းဈေးကလည်းမူလဈေး380ကနေမျိုးတစ်စင်မြင့်တက်လာတာကိုတွေ့ရပါတယ်။ဘုံမောက်ကအမှတ်ပေးနောက်ဆုံး9ပွဲဆက်ရှုံးပွဲမရှိဘဲနဲ့4ပွဲနိုင်3ပွဲတည်ကြထားပြီးတော့15မှတ်ရယူဟာ18နေအောင်တလန်းလာပါတယ်။ဆန္ဒလန်းကအဖိပလာ16သိန်းအဆင့်ကိုတလန်းထားနိုင်ပြီမဲ့ပရီးမီးယားလိဂ်နောက်ဆုံး3ပွဲဆက်ရှုံးနေပြီးတော့17နှစ်ကိုကျသွားပါတယ်။အိမ်ဝင်ကောင်းပြီးဝေခွင့်အားနေတဲ့ဆန္ဒလန်းတို့ချိန်မှန်နေတဲ့ဘုံမောက်ကွင်းမှာရုံးငယ်ရဖို့များတယ်လို့ရုပ်ကဖွင့်သူတွေတွက်ဆပြီးတော့ပထမကျော်ဆန္ဒလန်းကွင်းမှာဘိုးပေါ်ဝင်ထားတဲ့ဖြစ်တမ်းမှုကြောင့်လည်းဘိုးပေါင်းသေးပါလိုက်ပါမြင့်တက်လာတာကိုတွေ့ရပါတယ်။ရုပ်ကဖွင့်သူတွေခံမှန်းထားတဲ့အတိုင်းပေါ်ဆုံးထိုးခွက်တွေအောင်ပွဲခံနိုင်မလားဆိုတာကိုစောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။နေညရဲ့နောက်ကျဆုံးပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့လီယူနိုက်တက်နဲ့မန်စီးတီးတို့အားပြိုင်မှုမှာဒီပွဲရထူးခြားနေတာကိုတွေ့ရပါတယ်။ဒီပွဲစဉ်မှာဘော်ဒီဈေးမြင့်လာပြီးမဲ့ဂိုးပေါင်းလေးညင်နေတာကိုတွေ့ရပါတယ်။အဲ့ဒါမန်စီးတီးရဲ့မူလဘော်ဒီဈေး130ရနေလက်ရှိမှာ120ဆိုပြီးတော့မျိုးတစ်စစ်တက်လာပြီးမဲ့ဂိုးပေါင်းဈေးကမူလပွဲလေးမူတိုင်း330မှာဈေးညင်နေပါတယ်။အစစ်စံကလီယူနိုက်တက်ကပြန်ပွဲဆုံးနောက်ဆုံး4ပွဲဆက်ရှုံးပွဲမရှိဘဲနဲ့ရုံးအားကောင်းနေပါတယ်။မပေးနောက်ဆုံး2ပွဲမှာလက်စီနဲ့အစတိုမီလာတို့လိုရထပိန်နာအသင်းလေးကိုတေခံထားပြီးတော့ခတ်ကြုံနေခဲ့ပါတယ်။မစီးတီးသင်းကထိပ်ဆုံးအာဆင်နယ်နဲ့အမှတ်မပြတ်ဖို့ပွဲတိုင်းကိုတင်ကစားနေပြီးတော့လိနောက်ဆုံး3ပွဲဆက်နိုင်ရထားပါတယ်။လိနာတက်ကိုအိမ်ဝင်အခန့်ခဲ့စဉ်ကမစီးတီးတို့ခက်ခက်စူးစမ်းကန်ခဲ့ရပြီးတော့နာကျင်ချိန်ပေါ်မှာ3-9ဆိုတဲ့အနိုင်ရလနဲ့ပွဲသိမ်းနိုင်ခဲ့တာကိုမြင်ရပါတယ်။မစီးတီးရဲ့ဘော်ဒီဈေးကိုတိတ်ပြပြီးတော့ဖိုက်တာတွေအောင်ဆိုင်းမိအောင်ဈေးကစားထားပုံရပြီးတော့320မှာညင်တက်နေတဲ့ဂိုးပေါင်းဈေးကွက်ကဈေးကွက်ဖွင့်သူတွေမြုပ်ထားတဲ့အကျိုးရှိထိုးကွက်ဖြစ်နေမလားဆိုတာဆက်ဆက်ရဖို့ရှိနေပါတယ်။ဒီကွက်ရထူးခြားနေတဲ့တက်မြောက်ပွဲစဉ်ကတော့ဂျာမန်ဘွန်ဒက်စ်လီဂါရဲဝုံကဒေါ်လာဈေးကျဆင်းလာတဲ့မူချန်ကလပ်ဘတ်နဲ့ယူနီယံဘာလင်တို့ရဲ့ပွဲစဉ်မှာမြင်တွေ့ရပါတယ်။ဒီပွဲစဉ်မှာကလပ်ဘတ်ရဲ့မူလဘော်ဒီဈေး level 50ရှုံးကနေ level 30ရှုံးကိုပြောင်းဆုံးကျလာပြီးတော့ဂိုးပေါင်းဈေးကမူလဈေး290ကနေလက်ရှိ290ဆိုပြီးမျိုးတစ်စင်ကျလာပါတယ်။14ကလပ်ဘတ်ကတန်းစစ်စုံတွေကအသေးနေတဲ့အမှတ်မကွာဘဲနဲ့ဒီအားရန်ခံနေရတဲ့အချိန်ဖြစ်ပါတယ်။ရုံးကစားနေပေမဲ့ထင်စွမ်းတက်ပလာပဲနဲ့ဒီနောက်ဆုံး9ပွဲမှာ3ပွဲတည်း4ပွဲတည်းရှုံးနေတာပါတယ်။ယူနီယံဘာလင်ကစင်ကိုမှရပ်တည်နေပြီးတော့တရားကင်းနေတာကိုတွေ့ရပါတယ်။မပေးနောက်ဆုံး10ပွဲမှာနိုင်ပွဲတစ်ပွဲပဲရှိပေမဲ့4ပွဲတည်းကြာတာပြီးတော့3ပွဲတည်းရှုံးနေထားပါတယ်။ဇွန်လဈေးကျဆင်းလာမှုမှာအောက်ဆုံးထိုးခွက်အားကောင်းနေတာတွေ့ရပြီးတော့ကလပ်ကွင်းတစ်ဆုံခဲ့မှုနောက်ဆုံး9ချိန်မှာလက်ကျန်တီတီဂိုးအောင်ဝင်ထားတဲ့အစင်လာရဈေးကွက်ဖွင့်သူတွေပိုပြီးကြိုက်တွေ့နေတဲ့ဂိုးအောင်ထိုးခွက်ကစနေညရဲ့ရွှေဖြစ်မဲ့ယူကတ်တကူလားဆိုတာပြင်ချင်းကြမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။နေညရဲ့ဈေးကွက်ရထူးခြားနေတဲ့စတုတ်ထမြောက်ပွဲစဉ်ကတော့အီတလီစီးရီးရဲဝုံကဗီရိုနာနဲ့နာပိုလီတို့ပွဲစဉ်မှာမြင်တွေ့ရပါတယ်။ဒီပွဲစဉ်မှာလက်တမြင့်မြင့်နဲ့နာပိုလီသင်းကတစ်လုံးသေးဈေးကျော်ပေးထားပြီးတော့ဂိုးပေါင်းဈေးက230ဆိုပြီးဖွင့်လှစ်ထားပါတယ်။နာပိုလီရဲ့မူလဘော်ဒီဈေး120ရနေကျောင်းတက်လာပြီးတော့ဂိုးပေါင်းဈေးကမူလဈေး250ရနေကျောင်းကျလာပါတယ်။စီးရီးရဲ့အမှတ်ပေးစရာအောက်ဆုံးမှာရပ်တည်နေရတဲ့ဗီရိုနာတို့ဒီနောက်ဆုံး7ပွဲမှာ3ပွဲတည်း10ပွဲရှုံးနေပြီးတော့ညှော်လင်းချက်မရှိသလောက်ဖြစ်နေပါတယ်။နာပိုလီကလက်ရှိရပ်တည်နေတဲ့အဆင့်3နေရာရော့ကျမသွားဖို့နိုင်ပွဲရှာဖွေရအောင်မဲ့အချိန်ဖြစ်ပါတယ်။စီးရီးရဲ့ဝေးဝေးနောက်ဆုံး4ပွဲမှာဒီပွဲပဲနိုင်ထားတဲ့လောအားလုံးရဗီရိုနာကွင်းမှာနာပိုလီတို့ဒီကြီးထားပြီးရင်ဆိုင်ရဖို့ရှိနေပါတယ်။စုပွဲမှုနဲ့7ပိုင်းတာလောင်နဲ့နာပိုလီရဲ့ကြောပေးမှုမြင့်တက်လာတာဖြစ်တဲ့ဖြစ်တိုက်တဲ့ဈေးထဲမှာရှိပြီးတော့ပြောင်းပြောင်းလုံးနဲ့ဂိုးပေါင်းဈေးရအရှင်ဗီရိုနာတို့ဂိုးရဖို့မရှိဘူးလို့ဈေးကွက်ဖွင့်သူတွေအနေနဲ့ရှုမြင်ထားပုံရပါတယ်။နေညရဲ့ဈေးကွက်ရထူးခြားနေတဲ့နောက်ဆုံးပွဲစဉ်ကတော့မာလီဂါရဲဝုံကအိုဗီရိုနဲ့တလက်တီကိုတို့ဆုံတွေ့မှုမှာမြင်တွေ့ရပါတယ်။ဒီပွဲစဉ်မှာတလက်တီကိုက140ဈေးကျော်ပေးထားပြီးတော့ဂိုးပေါင်းဈေးက280ဆိုပြီးဖွင့်လှစ်ထားပါတယ်။တလက်တီကိုရဲ့မူလဘော်ဒီဈေး120ရနေမျိုးတစ်စစ်နေဆင်းလာတာဖြစ်ပြီးတော့ဂိုးပေါင်းဈေးကမူလပွဲလေးမူတိုင်း280မှာဈေးငိမ်နေပါတယ်။မပေးစရာအောက်ဆုံးမှာရှိနေတဲ့အိုဗီဒိုကလာလီဂါအိမ်ဝင်နောက်ဆုံး9ပွဲမှာဘွဲပဲရှုံးနေထားပြီးတော့6ပွဲထိတည်ကစားထားပါတယ်။လက်ကျမျောလင်းချက်နည်းငယ်အတွက်အင်္ဂွင်းပွဲတွေမှာပိုပြီးရုံးကစားနေတာမြင်တွေ့ရပါတယ်။အတလက်တီကိုကအဆင့်လေးမှာရပ်တည်နေပြီးတော့လက်ပလောမှာချန်ပီယံဆုံးဖြတ်ပွဲတွေဆင်နွှဲထားတာကြောင့်ပေါ်ပန်းနေဦးမဲ့အနေအထားတစ်ခုမှရှိပါတယ်။
ပိုဗီဒိုနဲ့ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး3ချိန်စလုံးပေးကိုမရှိဘဲနဲ့ငကိုပြတ်နိုင်ပွဲတွေရထားပြီးတော့ဆလာမိုင်းတက်တာရထားတာကိုတွေ့ရပါတယ်အတလက်တီကိုရဲ့ဘော်ဒီဈေးဝင်ရိုးတစ်ဆင့်ကြာဆင်းလာမှုရဈေးကွက်ဖွင့်သူတွေအနေနဲ့ပိုဗီဒိုရဲ့အိမ်ဝင်ရုံအားကိုသဘောကျနိုင်မှုရပါတယ်ငင်းတက်နေတဲ့ဂိုးပေါင်းဈေးခေါ်ပြောရဆလာမပြတ်ဂိုးအောက်ဆက်လိုက်ရမလားဆိုတာဈေးကွက်ဖွင့်သူတွေနဲ့ဖိုက်တာတွေအားဆန်းရမယ်ဒါတွေကပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ခုနှစ်ဆက်ပေးခဲ့တာကတော့နှစ်ညမှကစားကြမယ်ဥရောပထိပ်တန်းလိတွေတွေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်၅ပွဲကိုရွေးချက်ထုံးထုံးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်၅ပွဲတွေကတာချောင်းစပို့ channel ရဲ့စိတ်ကြိုက်ပြည်စုံဖိုက်တာရွေးကွက်အနေနဲ့ပရီးမီးယားလိမှာပုံစံကောင်းရနေတဲ့ဘုံပေါက်သေးနေနဲ့ဆန္ဒလန်ကွင်းပထမကျဆုံးသွင်းခဲ့တော့3-2ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ထားခဲ့တာကိုပြန်ပြီးတော့ခြေပြပြမဲ့အချိန်ကောင်းဖြစ်ပါတယ်ဒီဝဲဝဲ73ပွဲမှာအင်းကိုဂိုး30ဒီခွင့်ပြုထားတဲ့ဆန္ဒလန်အသင်းနေနဲ့တိတ်နဲ့ရုံးခံရဖို့ရှိပါတယ်မြင့်တက်လာတဲ့ဘော်ဒီစိမ့်နဲ့ညီအိမ်ဝင်းနိုင်ပွဲယူပြတော့မဲ့ဘုံပေါက်ဘော်ဒီကိုနှင်းညာရဲ့စိတ်ကြိုက်ပြည်စုံဖိုက်တာရွေးကွက်ပြေးရွေးချယ်ပေးလိုက်ပါတယ်